အားလုံးမင်္ဂလာပါဒါတော့ Crate 125 LED ပေါ့နော်ဆက်နိုးရင်ဘက်ထရီအနောက်တော်ပူတယ်အပေါင်ဘာမှဖြစ်ကြံတဲ့ဟာဘာမှဖြစ်ဟိုမှာတော်လုံးဖြုတ်လိုက်ပြီနော်ဆက်နိုးရင်ဒီကောင်တော်ပူတယ်နော်အနောက်ကျိုးပဲပူတယ်နော်အကလုံးလိုက်တယ်မင်းဒီအစစ်ကအကလုံးလိုက်နော်မင်းကျိုးတွေပဲပြဿနာရှိလာအနောက်ကျိုးကြည့်တာတော့ဘာမှမတွေ့ဘူးနော်ဒီကောင်လဲအများစုကအဲ့ဒီအနောက်ကျိုးပြဿနာရှိရင်တော့အနောက်ကျိုးပူရင်တော့ဒီကောင်ပြဿနာပေါ့ဒီကောင်လဲဟိုအရန်တလုံးရှိတယ်နော်လဲတွေလဲကျိုးပူတာပဲဒီကောင်လဲရင်လဲပူတာပဲနော်ကျွန်တော်တို့ဆက်နိုးကြည့်မယ်ဆက်နိုးလို့ရတယ်နော်ဆက်နိုးတဲ့အချိန်မှပူတယ်ဆက်မနိုးရင်မပူနော်ဘက်ထရီမရှိတော့နော်ဘက်ထရီကုန်ပြီဘက်ထရီခဏကုန်တယ်အားသွင်းတာလဲတိတ်မပြည့်စုံဘူးပေါ့နော်ဒါတော့ကျွန်တော်တို့ပြန်လိုက်ကြည့်မှာပေါ့နော်โอเคဒါတော့လိုက်ပြီနော်ဒါတော့ပြဿနာတော့တွေ့ပြီးထင်တယ်နော်ဒီမှာသူရထောက်ကွာနော်လောင်သွားပြီတခုနော်တက်ကွိုင်းလောင်သွားပြီနော်ကျွန်တော်တို့ထုတ်ကြည့်ဒါတော့အနောက်ကျိုးဆက်နိုးတဲ့အချိန်မှာအနောက်ကျိုးတော်ပူတယ်နော်ခဏဘက်ထရီကုန်တယ်နော်ဒါပေမဲ့အားမသွင်းတော့မအားသွင်းတယ်အားသွင်း73လောက်ပဲအားသွင်းတယ်နော်လေးပါဆွဲရင်နော်ဒါတော့ကျွန်တော်တို့ထုတ်ကြည့်မှာပေါ့နော်ဘာဒီပြဿနာရှိလဲဒါတော့မီးလောင်ပြီတခုတွေ့လားโอเคဒါတော့ထုတ်လိုက်ပြီပေါ့နော်မီးလောင်နော်မီးလောင်တယ်โอเคပြဿနာတွေ့ပြီဟိုမှာကျွန်တော်တို့လဲကြည့်မှာပေါ့နော်ဒါတော့ API မှာမပေါ်ဘူးเนาะ API နဲ့စိတ်ရမပေါ်ဘူးเนาะအနောက်ကျတော်တော်ပူတယ်เนาะโอเคဒါတော့ပြဿနာတွေ့ပြီเนาะကျွန်တော်တို့လဲပြီးတော့ကျွန်တော်တို့ပြန်နှိုးကြည့်မယ်โอเคဒါတော့ကျွန်တော်လဲလိုက်ပြီပေါ့เนาะအသိမဟုတ်เนาะကျွန်တော်တို့ဟိုတပတ်ရေးပေါ့เนาะတပတ်ရေးလဲလိုက်ပြီเนาะကျွန်တော်နှိုးကြည့်မယ်nóလွယ်လေးပဲအစားတော့လေးပါဆိုရင်ဒီကောင်တော်ပူတယ်အခုဘာမှမရှိတော့เนาะအစားတော့အဲ့ဒီလိုမျိုးနှုံထားရင်လေးပါဆိုရင်ဒီမျိုးကင်လို့မရဘူးเนาะပူမှပူပဲโอเค